ညနေဆောင်ချိန်မှာအလုတ်သမားနှုံရေချိုးဟုမိကမ်းဘေးကိုသွားခဲ့တယ်တိတ်ဆိတ်နေတဲ့ရေစိမ့်မှာသူတယောက်ထိရှိနေတယ်လို့ထင်ခဲ့တာပါဒါပေမဲ့တစ်ဖက်ကမ်းမှာအမျိုးသမီးတယောက်ကိုရုတ်တရက်မြင်လိုက်ရတယ်အမျိုးသမီးကပြုံးပြီးသူ့ကိုလာဖို့လက်ရခေါ်နေတယ်နှုံတယောက်စိတ်ညှို့ခတ်လိုက်သလိုတစ်ဖက်ကမ်းကိုကူဖို့ပြင်လိုက်တယ်ကံကောင်းစွာတဲ့တခုခုမှားနေပြီဆိုတာကိုသူသတိပြုသွားမိသူမလာတဲ့အခါအမျိုးသမီးကရေထဲဆင်းပြီးသူ့စီကိုလောက်လျှောက်လာခဲ့တယ်ရေလေလောက်ရောက်တဲ့အခါအဲ့ဒီအမျိုးသမီးလူမဲကြီးအထိရုတ်တရက်ပြောင်းလဲသွားတယ်ရေကိုကြမ်းတမ်းစွာနီးလျှောက်လာတဲ့အထက်ကညချမ်းကိုဖြိုခွင်းလိုက်တယ်နှုံးဟာဒီသက်ခောက်လာပြီးနောက်လေပြေးပါတော့တယ်စကန်တွေကိုအတွင်းခံပေါင်းကြလေးနဲ့တက်လူပြေးလာခဲ့ကြောက်ရွံ့မှုကြောင့်သူဘာစကားမှဆက်မပြောနိုင်အောင်ဆွမ်းအားထွက်ခဲ့တယ်ဒီအချင်းကြီးဟာတာမန်မဟုတ်တော့ဘူးဆိုတာကိုထောက်ပဲဖိလိုက်ရတယ်စကန်ကိုကာကွယ်ဖို့တရားထိုင်တွေကိုတမီတာချားစီစိုက်ထုတ်ခဲ့ကြတယ်တိုင်တွေချားမှာကျိုးတွေတွဲလာပြီးတန်းငွေနဲ့မန်တော့အကားပဲလွတ်ခဲ့ကြတယ်နေဝန်တလို့ဘေးဖော်မချိပန်ဆိုကြရအဘနန်တဲ့ကြကချိခေမီနေနေငွေတန်းချင်မကြောက်လို့ဖွာနေတာဘူးမှအပြင်မထွက်ဖို့တင်းချက်တဲ့အမိန်ထုတ်လိုက်တယ်ကိုနေဘင်္ဂဘောချောပနေတီတာပနေဖွင့်ကြီးကတော့မှာရောထချေတာဖီမူတန်တဲ့တယ်ဖန်တဲ့ကရောဖာတန်တဲ့တော့ဆောင်နတ်ထံပူဇော်ပတ်တာကိုဆုံးဖြတ်လိုက်ကြတယ်ထောင်းပေကရစ်ပူဆောင်ဖို့အငှက်တကောင်နဲ့အတုံးအဆောင်တွေကိုပြင်းစင်နေတယ်ဇက်ကရင်ချီမာဂျမောင်ချီတာဝဲမှာကလေးကိုနာမချက်ညနေဆောင်ကြီးမှာတေမတေထားမတွင်တော့မချက်တဲ့တက်ခေကြတယ်တောင်ပေါ်ကထီးတဲ့ရှိနေတဲ့တစ်ပင်ကြီးစီကိုရောက်သွားကြတယ်အောက်မှာပူအောင်နေပြီမဲ့ဒီနေရာမှာတော့လီအီထောင်ပဲကနန်းထားတိုင်တွေကိုထွန်းကြည့်ပြီးဂါထာမန်တန်တွေကိုရွတ်ဆိုနေတယ်ဒီပြင်းပြီးတိုက်ခိုက်နေပြီမဲ့ထူးဆန်းဆောင်ပဲဖီအောင်တိုင်းပြီးတာနေနေတော့အရက်ကိုမြေချင်းပေါ်လောင်းချလိုက်တဲ့အခါပုံမှန်အတိုင်းစိတ်ဝင်သွားတယ်